မနောပုပ္ပင်ကမဓမ္မာလောကမှာရှိတဲ့သဘာဝတရားတွေဟာစိတ်ကဥဆောင်နေတာဖြစ်တယ်စိတ်တေနနိယတိလောကောဆိုတဲ့တခြားနေရာမှာဟောတာလောကကြီးကိုစိတ်ကရှေ့ဆောင်နေတာဖြစ်တယ်ဒီသဘောတရားကိုစဉ်းစားဖို့မဓမ္မအရေးကြီးတယ်ပေါ့စိတ်ကဥဆောင်သဘာဝတရားအလုံးကိုစိတ်ကအောက်ဆောင်သဘာဝတရားလို့ဆိုသည်မှာအတ္တကရာမှာတော့ဖွင့်ထားတာဓမ္မဆိုတာစိတ်ခံစားချက်တွေစိတ်ရဲ့မှတ်သားမှုတွေစိတ်ရဲ့လှုပ်ဆောင်မှုတွေအလုံးအသိစိတ်ကဥဆောင်နေတယ်လို့ဒီလိုပြောတယ်ဆိုလိုတာကအဘိဓမ္မာစကားလုံးနဲ့ပြောရင်စေတသိက်တွေကိုစိတ်ကဥဆောင်တယ်လို့ဆိုလိုတဲ့အထိသို့တော့စေတသိက်တွေကိုလည်းဥဆောင်တာလားလို့ဆိုမဟုတ်ဘူးစိတ်ကြောင့်ဖြစ်တဲ့ယုတ်တရားတွေကိုလည်းပဲဒီစိတ်ကပဲဥဆောင်တယ်နော်အရာခတ်သိမ်းကိုစိတ်ကဥဆောင်နေတယ်ဆိုတဲ့သဘောလေးကိုကြည့်မနောပုပ္ပင်ကမဓမ္မာတဘာဝတရားအလုံးဟာစိတ်ကဥဆောင်နေတာဖြစ်တယ်လို့ဆိုတာအရေးကြီးဆုံးကကိုယ်စိတ်ကိုထိမ့်သိမ်းဖို့ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာမနောတိဋ္ဌာစိတ်ကကြီးမှုနေတာဖြစ်တယ်မနောမယစိတ်ကဖန်တီးပြုလုပ်ထားတာတွေသာဖြစ်တယ်သဘာဝတရားတွေကိုစိတ်ကကြီးမှုနေတယ်သဘာဝတရားတွေဟာစိတ်ကဖန်တီးထားတာတွေဖြစ်တယ်လို့စိတ်ဖြစ်တဲ့အတိုင်းဖြစ်ကြရတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့လူတိုင်းဟာစိတ်ဆိုတာရှိကြအဲ့တော့စိတ်ရဲ့သဘာဝကိုသေးသေးချာချာသိဖို့လိုတယ်ပေါ့အဲ့ဒီအချက်ဟာမြတ်စွာဘုရားရဲ့အဆုံးအမဗဟိုပြုတဲ့အချက်ပဲဖြစ်တယ်ပေါ့ဘုန်းကြီးတို့တွေမှာစိတ်ကိုမထိန်နိုင်လို့ရှိရင်ဘာဖြစ်သွားတော့စိတ်ကိုမထိန်နိုင်လို့ရှိရင်နော်အပြောဆိုတွေမှားသွားမယ်အတွေးခေါ်တွေမှားသွားမယ်ပြောဆိုမှုတွေလွဲမှားသွားတယ်ပြုလုပ်မှုတွေလွဲမှားသွားစိတ်ကိုထိန်လိုက်လို့ရှိရင်စိတ်နဲ့တွေးရတဲ့အတွေးတွေကလည်းမှန်ကန်တယ်စိတ်ထဲရှိတာကိုထုတ်ပြောတဲ့အပြောတွေဟာလည်းမှန်ကန်တယ်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့လှုပ်ရှားလှုပ်ကိုင်မှုတွေလည်းပဲမှန်ကန်သွားတယ်ဆိုအမှန်မှအဓိကကြတယ်စိတ်ကလေးအဲ့ဒီစိတ်ကလေးဖြစ်ပေါ်လာပုံတွေကိုတည်တည်ချာချာရှင်းပြတဲ့အခါကိုယ့်ကိုရှင်းကြည့်လိုက်စိတ်ကဥဆောင်နေဆိုတဲ့နေရာမှာဆိုပါစို့မျက်စိနဲ့အစင်းအာယုံဆုံးလိုက်တဲ့အချိန်လေးမှာမြင်သိစိတ်ကလေးဖြစ်လာတယ်မြင်တယ်ဆိုတာဖြစ်လာမြင်တယ်ဆိုတာဖြစ်လာပြီးတဲ့နောက်မှာဒီအပြစ်ကင်းတဲ့သဘောတရားတွေပဲဆက်ပြီးတော့ဖြစ်တယ်မြင်တဲ့အာယုံလေးကိုလက်ခံတဲ့စိတ်မြင်တဲ့အာယုံလေးကိုစူးစမ်းတဲ့စိတ်မြင်တဲ့အာယုံလေးကိုဆုံးဖြတ်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိသေးတဲ့သဘောတရားတွေပဲဖြစ်တယ်သို့တော့အဲ့ဒီနောက်ဖြစ်လာတဲ့ဇောဆိုတဲ့စိတ်တွေကြတော့ကောင်းတာမကောင်းတာရောထွေးလာပြီနော်ကောင်းတာမကောင်းတာရောထွေးလာပြီအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေပြောရမယ်ဆိုလို့ရှိရင်သက္ကုဝိညာဉ်ပြီးရင်တမ္ပတိဆိုင်တမ္ပတိဆိုင်ပြီးရင်တန်တိရဏပြီးဝုထောအဲ့ဒီထီအောင်စိတ်ဟာပြစ်ကင်းနေသေးတယ်စိတ်ပဲဥဆောင်တဲ့စိတ်တွေဟာဘာအပြစ်မှမရှိဘူးအေးဝုထောပြီးတော့ဇောဆိုတာလာလိုက်လို့ရှိရင်အပြစ်ရှိတာနဲ့အပြစ်ကင်းတာနှစ်ခုဖြစ်သွားပြီအဲ့ဒီချက်လေးအဲ့တော့စိတ်ရဲ့သဘာဝစတင်လာတော့ဖြူစင်တယ်ပြစ်ကင်းတယ်နောက်ပိုင်းမှာရောထွေးပေါင်းရှက်လာတတ်တယ်ဆိုတော့ဒါကြောင့်မို့စိတ်ကဥဆောင်နေတယ်ဆိုတဲ့အပြစ်ကင်းတဲ့စိတ်ကဥဆောင်တယ်